တန်သူမှာမိန်းလမ်းမကြီးပေါ်မှာ25ပေ54ပေအပြည့်ရှိရဲ့ဒီမီနီကိုလိုခန်းလေးကိုမိတ်ဆက်ပေးသားမှာဖြစ်ပါတယ်ရှင်။ location လည်းအရန်ကောင်းပြီး lift 24နာရီရတယ်ဒီမီနီကိုလိုခန်းလေးဟာဆိုလို့ရှိရင်ဝင်ချင်းမှာပဲအဲခန်းဟာဆိုလို့ရှိရင်တော်တော်ကြီးကိုကျယ်ပါတယ်။ညီမတို့ AC ထည့်ပေးထားတယ်ရှေ့မှာဝရန်နာလေးပါမယ်။ဝရန်နာလှမ်းကြည့်လိုက်လို့ဆိုလို့ရှိရင်လည်းတန်သူမှာမိန်းလမ်းမကြီးရဲ့အလှ view ကိုကောင်းကောင်းကြီးမြင်တွေ့ရမှာဖြစ်ပါတယ်ရှင်။ပါကီကိုအိမ်လုံးကိုဖိတ်တောက်ခင်းပေးထားပါတယ်။နရံကက်ဗီဒီယိုတွေအလှတွေထည့်ပေးထားပါတယ်ရှင်။ညီမတို့အိတ်ခမ်းနှစ်ခမ်းထည့်ပေးထားတယ်။တပယ်တစ်ခမ်းစင်ငယ်တစ်ခမ်းပါမယ်ရှင်။တပယ်ခမ်းဆိုလို့ရှိရင်လည်းညီမတို့အုပ်နဲ့ဖွဲ့ပေးထားတယ်။တပယ်ခမ်းနဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်လည်းညီမတို့ဘေးတိုက်ရှေ့နောက်အခန်းတိုက်မရှိတဲ့အတွက်ကိုလင်းဝင်လေးထွက်တော်တော်လေးကိုကောင်းတယ်။တပယ်ခမ်းထဲမှာလည်းညီမတို့နရံကက်ဗီဒီယိုတွေတမ်မန်ဆန်းရှိတွေထည့်ပေးထားတယ်။ AC လည်းပါမယ်ရှင်။ view ရတော့တော်တော်လေးကိုမိုက်ပါတယ်။ညီမတို့တန်သူမှာလမ်းမမိန်းလမ်းမကြီးရဲ့အလှကိုကောင်းကောင်းကြီးမြင်ရမှာဖြစ်ပြီးတော့ဒါလေးကစင်ငယ်ခန်းလေးပါစင်ငယ်ခန်းနဲ့ဝင်လိုက်မယ်ဆိုလို့ရှိရင်လည်းပါကေးခင်းထားတယ်စင်ငယ်ခန်းဖြစ်တဲ့အတွက်ကိုညီမတို့ဒီပတင်းပေါက်လေးထည့်ပေးထားတယ်ပေါ့နော်အခန်းလေးကတော်တော်လေးကိုမိုက်ပါတယ်ညီမတို့ kitchen ခန်းနဲ့တွားကြည့်မယ် kitchen ခန်းနဲ့ဝင်လိုက်ပြီဆိုလို့ရှိရင်လည်း kitchen ခန်းတော်တော်ကြီးကိုကျယ်တယ်အကျယ်ကြီးပဲ kitchen ခန်းကြီးကလည်းညီမတို့ပြီးရင်ကြွေပြားခင်းထားတယ်ပြီးရင် kitchen cabinet တွေအပေါ်အောက်ထည့်ပေးထားတယ် gas မီးဖိုတွေကစထည့်ပေးထားပါတယ်ရှင်ရေချိုးကအိမ်သားလေးလည်းပါပါမယ်ရှင်location အနေနဲ့ကတင်ငန်းကျွန်းမြို့နယ်ကြီးပွားရေးရက်ကွက်တန်သူမှာမိန်းလမ်းမကြီးပေါ်မှာရှိရဲမီနီကိုနိုရှစ်လွာအခန်းလေးပဲဖြစ်ပါတယ်ရှင် lift ကလည်း24နာရီရပါတယ်ရှင်အခန်းလေးရဲ့ခေါ်စီလေးကလည်း3300ညှိနှိုင်းပဲဖြစ်ပါတယ်ရှင်ဒီခန်းလေးကဆိုလို့ရှိရင်တန်သူမှာမိန်းလမ်းမကြီးပေါ်မှာလည်းရှိတယ်ဈေးလေးကလည်း3300လေးပဲခေါ်ထားတယ် PCC မိကြပြီးသား lift ကလည်း24နာရီ run နဲ့ပေရစိတ်ပေ60ကိုအပြည့်ဆောက်ထားတယ်ကိုနိုမီနီကိုနိုအခန်းကျယ်ကြီးပဲဖြစ်ပါတယ်ရှင်စိတ်ဝင်စားလို့ဆက်သွယ်ခြင်းเนาะကိကိကိုဆက်သွယ်ပါရှင်